အားလုံးပဲမင်္ဂလာပါမေမေထက်ဒီနေ့အိမ်မှာပေါ့နော်ခောက်ဆွဲပြားလေးဖတ်ထိုင်းပုံစံလေးကြော်မှာဒီမှာပြင်ဆင်ထားတာလေးတွေဒီမှာမိထက်မီးနည်းနည်းလေးပိတ်လိုက်ပါမိထက်ပြင်ဆင်ထားတာလေးတွေပါရှင်ပဲပင်မောက်ဝတ်သားလေးကိုမိထက်အရင်လုပ်မယ်နော်ဝတ်သားလေးရယ်ဝတ်သားလေးကမိထက်တို့အရင်ဦးဆုံးစီလေးထဲမှာထည့်ကြော်မယ်ပြီးရင်ပတ်တိုင်းဆော့လေးပါမိထက်တို့ထည့်မယ်နော်ပတ်တိုင်းဆော့လေးဒီမှာနည်းငယ်ပဲထည့်မယ်နော်အတိုင်းစော်လေးမိချထည့်ပြီးတော့ဒီမှာမီးလေးနည်းနည်းတော့မီးရမ်းပြန်လူကြီးလေးနည်းငယ်ထည့်လူကြီးလေးနည်းငယ်ထည့်နော်ပသားလေးကိုမိချတို့အရင်ဆုံးကြက်နေအောင်လို့မိချတို့ရင်လုံးဆက်လိုက်နော်ဒီထက်တော့ဝတ်သားလေးတွေလည်းတက်လူနီးပါးဖြစ်လာပြီဆိုရင်ပစုံလေးတွေထည့်လိုက်မယ်နော် yes အေးဒီမိထက်တော့ခါလေးကြက်ဦးလေးပါထည့်လိုက်နော်ဒီဘက်ကူကူလေးပဲဒီထက်ရဲ့ဘက်ကူညံဆန်နဲ့ပတ်ထိုင်းခေါက်ဆွဲကြော်လေးပါပတ်ထိုင်းကြော်လေးပါရှင်အားလုံးကတော့ကြက်ပြီးသားလေးပါရှင်ကြက်ပြီးသားလေးဆိုရင်ကြက်ဥလေးရလာပြီဆိုရင်ဖတ်တိုင်းလေးထည့်လိုက်ရမယ်နော်ဒီခက်တော့ဖတ်တိုင်းလေးကိုထည့်လိုက်နော်ဒီအားလေးနည်းနည်းရှော့ဒီကွာနည်းနည်းလေးဒီအားပြင်ပြီးလိုအပ်တဲ့ရတာဗက်ဂျီတေဘယ်ဟင်းခမုတ်လေးနည်းနည်းထည့်မယ်နော်ဒီအားနည်းနည်းရှော့လိုက်ဒီကွာနည်းနည်းပြင်ဒီအားလေးနည်းပြန်ပြင်အစားလေးနည်းငယ်ထည့်မယ်ကိုလိုတလောက်ရတာလေးကိုကကိုထည့်ပေါ့နော်ဖတ်တိုင်းဆော့လေးလိုရင်လည်းထည့်လို့ရတယ်ဖတ်တိုင်းဆော့လေးကဝင်ထားတယ်ဆိုတော့ပေါ့ငန်းကိုကကိုတက်ပြီးထည့်လို့ရတယ်ရှင်ပဲပင်မောင်လေးဝယ်လာဖြစ်တော့လေအဲ့ဒါပဲပင်မောင်လေးနဲ့ဖတ်တိုင်းနဲ့အရန်လိုက်ဟုတ်သေးတယ်ဒီတက်ကိုချစ်ခင်အားပေးပြီးတော့ကြည်လေးရဲ့တယောက်ချင်းကြီးတာကိုအချိန်ကုန်ခံပြီးတော့ကြည်လေးတာတယောက်ချင်းကြီးတာပြည့်ပြည့်တင်ပါတယ်နော်ဒီထက်လေကိုချက်တက်တာလေးတွေကိုဆက်တာပေါ့နော်ဆက်ကြရင်တော့ဆက်ချက်ထည့်မယ် yes အေးဟိုကြိုက်တဲ့အရာလာလေးတွေဆက်ထည့်လို့ရတယ်နော်ဒီလိုဆိုရင်မလွယ်ကူပြီးတော့စားကောင်းတဲ့ဖတ်တိုင်းအောက်သေးကြော်လေးဒီမှာရရှိပါပြီရှင်ရတာဒီထက်တော့မကြည့်ကြမယ်နော်ရတာကတော့ဘယ်လိုလေးဖြစ်မလဲလောက်ဝင်မအေးမေလောက်ဝင်မရတာလည်းအတော်ပဲဆိုရင်မိထက်တို့နောက်ဆုံးမှာပဲပြမော်လေးထည့်လိုက်ဒီတဲ့ရဲ့လွယ်ကူညံနဲ့ခောက်ဆွဲပြားကြော်လေးရရှိပါပြီဖတ်ထိုင်းလေးဒီလေးကြိုက်တယ်နော်ဒီတတိယထိုင်းဆိုင်မှာကွာခောက်ဆွဲပြားစားတင်တာလေခောက်ဆွဲပြားမဟုတ်ဘူးဆိုတော့ကွာကိုလည်းခောက်ဆွဲပြားလေးကြော်ထားတယ်အခုလို့ရှိရင်လွယ်ကူရိုးရှင်းနဲ့မိထက်ရဲ့ဖတ်ထိုင်းခောက်ဆွဲကြော်လေးရရှိပါပြီခောက်ဆွဲပြားကြော်လေးဆိုတော့အားပေးရှိကြတဲ့ကျေးဇူးတင်ပါတယ်ရှင်တတာ